မက္ကဆီကိုသူဆင်သီရာဖလောရက်နဲ့ပွဲဖြစ်သွားတဲ့စတန်ဖဲဒက်အားလုံးပဲမင်္ဂလာပါဗျကျွန်တော်ရဲ့ Sport Box Facebook TikTok YouTube Channel မှာအားလုံးကိုပြန်လည်ကြိုဆိုလိုက်ပါတယ်ဗျအခုကျွန်တော်တင်ဆက်ပေးမယ့်အကြောင်းအရာလေးကတော့ကျော်စွာဝင်းရဲ့မမစတန်ဖဲဒက်ရဲ့ပွဲလေးပဲဖြစ်ပါတယ်ဗျစတန်ဖဲဒက်ဟာဆိုရင်တော့ဒူးဒဏ်ရာရပြီးတဲ့က MMA ကပတ်ကိုဆွန့်လွတ်ထားခဲ့ရတာအဲ့ဒီဒဏ်ရာကြောင့်ပဲသူက MMA ကိုလုံးဝမကစားနိုင်သေးတာအဲ့ဒါကြောင့်ပြန်တက်လာတဲ့အချိန်မှာ MMA မကစားဘဲနဲ့ kickboxing တို့မွေထိုင်းတို့ဘက်ကိုသူကအရင်ကစားနေတာဒဏ်ရာကပြန်လဲတက်တာပြီးပထမဆုံးပွဲကို kickboxing ထိုးခဲ့တာကာနာနဲ့ပွဲကိုတော့ကံမကောင်းစွာနဲ့ပဲစတန်ဖဲဒက်ကအရှုံးနဲ့ရင်ဆိုင်ရတယ် kickboxing ပြီးတော့အခုမွေထိုင်းပွဲဒီပွဲကတော့သူ့အတွက်မဖြစ်မနေအနိုင်ရဖို့လိုသွားပြီဘာဖြစ်လို့လဲဆိုတော့ပြိုင်ဘက်ဖိုက်တာမက္ကဆီကိုသူကWorld Championship မှာခုမှတပွဲမှအနိုင်မရရှိထားတဲ့ဖိုက်တာဒီပွဲကတော့သူ့အနေနဲ့မနိုင်လို့မဖြစ်တဲ့ပွဲမျိုးချက်ဖီကလည်းစတက်ဖဲဒက်ကိုဘာလို့ဒီလောက်ထိပွဲချောင်းနေလဲဆိုတာကျွန်တော်စဉ်းစားထားတာကတော့သူ့အနေနဲ့ကထိုင်းစူပါစတာဖိုက်တာတွေကခုနောက်ပိုင်းရှားသွားတဲ့အနေအထားမှာစတက်ဖဲဒက်ကိုသူကစူပါစတာဖိုက်တာတယောက်ပြန်လည်ဖြစ်စေချင်တာလားပြီးတော့စတက်ဖဲဒက်ကကျွန်တော်တို့ဖိုက်တာဘရိုနီကာကိုစိန်ခေါ်ထားခဲ့သည့်တိုင်အောင်ဘာဖြစ်လို့ကျွန်တော်တို့မြန်မာဖိုက်တာဘရိုနီကာနဲ့ပွဲမတည်ပေးသေးတာလဲကျွန်တော်အထင်ရပြောမယ်ဆိုရင်ထိုင်းစူပါစတာဖိုက်တာစတက်ဖဲဒက်ကလည်းထိုင်းဘက်မှာပြည်သက်တွေအတန်တင်းရှိတယ်ကျွန်တော်တို့မြန်မာဖိုက်တာဘရိုနီကာကလည်းကျွန်တော်တို့မြန်မာဖိုက်တာတွေအပြတ်သက်ဝင်းရံတဲ့ဖိုက်တာမျိုးဗျာဒီလိုစူပါစတာဖိုက်တာမျိုးကိုကပတ်လူဝဲတို့မှာပဲသူကတွေးစေချင်ပုံရတယ်ဗျာအဲ့ဒါကြောင့်လောလောဆယ်အနေထားမှာပြီးမတွေ့သေးတဲ့အနေထားလို့ကျွန်တော်မြင်တယ်တန်ဖဲတဲ့ရဲ့ဆွမ်းဆောင်ရည်ပိုင်းလေးကိုကြည့်လိုက်ကြအောင်ဗျာသူကဒူးဒဏ်ရာ ACN ရပြီးတဲ့က training မဲဆင်းနေတာဗျာနောက်ပိုင်းပြန်ကောင်းလာတဲ့အချိန်မှာလေသူ့အနေနဲ့ကာနာနဲ့ kickboxing ပွဲကိုအကောင်းဆုံးထိုးသက်ခဲ့တယ်ကာနာကို unanimous decision နဲ့ရှုံးခဲ့သည့်တိုင်အောင်သူ့ performance ကလုံးဝရုပ်ပျက်ဆင်းပျက်ဖြစ်နေတာမျိုးတော့မဖြစ်သွားဘူးဗျာကစားသမားတစ်ယောက်အနေနဲ့ ACN ဒူးဒဏ်ရာရပြီးရင်ပြန်လည်တက်တာဖို့ကမလွယ်ဘူးဗျာအဲ့ဒါကို Stan Feder အနေနဲ့ဒီလောက်ထိစော်ပြနိုင်တာကိုပဲကျွန်တော်တို့ကဂုဏ်ယူရမယ်လို့ကျွန်တော်ထင်တယ်ပွဲမှာလေကာနာကတောက်လျှောက်ထိုးခဲ့သည့်တိုင်အောင် Stan Feder အနေနဲ့အသေးနဲ့ဇွဲကောင်းလို့ဒါလုံးဝအရှုံးမပေးခဲ့တာဒီပြင်ဆိုရင်ကာနာရဲ့တွဲလုံးရင်အောက်မှာ Stan Feder က KO မှုရင်တော့ TKO နဲ့ရှုံးပေးနေရတော့ပြီဒီကျောင်းကိုကြည့်ရင်ဖြစ် Stan Feder ရဲ့စိတ်ဓာတ်ကိုလုံးဝလေးစားတင်တယ်ပြီးတော့တစ်ချက်စဉ်းစားတင်တာက Stan အနေနဲ့ MMA ဘက်ကိုပြန်သွားအောင်မလားဒါမှမဟုတ်မွေထိုင်းနဲ့ kickboxing ဘက်ကိုပဲအခြေချတော့မှာလားအဲ့ဒါကတော့နည်းနည်းစဉ်းစားစရာဖြစ်သွားပြီဗျာကျွန်တော်ရဲ့အမြင်ကတော့ Stan Feder အနေနဲ့မွေထိုင်းနဲ့ kickboxing ကိုထိုင်းတင်ထိုးမယ်သူ့ရဲ့ကြက်ဟိုင်မှုပိုင်းပြန်ကောင်းလာပြီဆိုရင်တော့ဒနီးဆန်ဘူရာကနဲ့ကပွဲပြန်တည်မယ်လို့ကျွန်တော်မြင်တယ်ဗျာဘာဖြစ်လို့လဲဆိုတော့ Stan Feder လို့ superstar fighter အတွက်က promotion ကအရန်မျှော်လင့်ထားတာဗျာသူ့ရဲ့ပုံရိပ်ကလည်းအမေရိကအထိခြေဆန့်ထားတဲ့ fighter ဆိုတော့ promotion နေနဲ့ဒီ fighter ကိုတော့တက်လက်ပြီးပုံရိပ်တွေကောင်းအောင်မြင့်တင်အောင်မယ်လို့တော့ကျွန်တော်မြင်တယ်အဲ့ဒါကြောင့်အခုလို့ငွေထိုင်းပွဲကိုတော့တပွဲမှမနိုင်ထားတဲ့ fighter နဲ့ပွဲတည်ပေးတာဒါကလည်း One Championship ရဲ့ပလန်အတိုင်းပဲဗျာ One Championship ကအားလုံးသိတယ် Thai Fighter တွေဆိုရင်လုံးဝပွဲကျက်တာမျိုးလုံးဝမဖြစ်သွားဘူးကျွန်တော်တို့မြန်မာ Fighter တွေကိုသာသူကပွဲကျက်ပြစ်တာကျော်ဆောင်ဝင်းဆိုရင်လည်းကြည်နိုင်တယ်ဗျာကျော်ဆောင်ဝင်းကအခုမှတပွဲပဲနိုင်သေးတဲ့ Fighter ကိုဆက်မီရန်လို့ Fighter နဲ့ပွဲတည်တယ်ပြီးတော့အခုမှပွဲစတိုးတဲ့ Fighter တွေကိုလည်း One Championship ကတကယ်အတွေ့အကြုံကြီးတဲ့ Fighter တွေနဲ့ပွဲတည်တာမျိုးတွေဗျာအဲ့လို matchmaking တွေကသူတို့ဆွဲခေါ်ခြင်းတဲ့ fighter ကိုဆိုရင်ပွဲလုံးဝမကြက်ပြစ်တာမျိုးပွဲကိုပဲကြည့်ဗျာ Stan Feder ကို promotion ကပုံရိပ်တွေမြင့်ညင်တော့စင်တီယာဖလောရက်လို့တပွဲမှမနိုင်ထားသေးတဲ့ fighter နဲ့ပွဲတည်တာဗျာအဲ့ဒါကြောင့်လဲဒီပွဲကမဖြစ်မနေ Stan Feder အတွက်နိုင်ပွဲကပြန်ရှာဖို့လိုနေပြီကျွန်တော်ရဲ့ channel ကိုလည်း like and subscribe လုပ်ပေးကြပါဦးဗျာအားလုံးကိုကျေးဇူးတင်ပါတယ်